ဒါသူအိမ်ရောက်ပါပြီနော်ဒီမင်္ဂလာပါဒါကြီးတော့ရှိလာပါဘူးတော့ဒီမှာဒီနေ့ပြပါခင်ဗျမင်္ဂလာပါလာရေးရှိလားဟွာဒီဘယ်လိုတည်လားဟုတ်တည်လားဒီတကယ်တည်လားဘယ်လိုလဲပြောဆိုဘယ်နဲ့တော့လားဘယ်နဲ့အေးရောသူကျွန်တော်တို့ပထမတော့သူကတော့လေသူ့ပိုင်သူကျွန်တော်လာပြီးတော့ဟိုရေခဲလေးလာကျွေးတာရေခဲလေးလာကျွေးတာရေခဲလေးလာကျွေးနေတဲ့အချိန်မှာကျွန်တော်ကအမှသူ့ရဲ့ဖြူစင်တဲ့မုံမြန်းတဲ့စိတ်ဓာတ်လေးကိုကျွန်တော်ကတော့သဘောကျလို့သူ့ကိုအဲ့ဒီကအလူငွေလေးတူပြီးတော့ဗီဒီယိုရိုက်ပြီး live ပေါ်တင်တဲ့အချိန်မှာကျွန်တော်ရဲ့ account လေးပါသူ့ကို one share သွားပြီးတော့ media လေးအစအကုန်ဖော်ပြပေးတဲ့ဗီဒီယိုလေးကိုကျွန်တော်ဖန်တီးပေးတာပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်လာပြီးလာမေးကြရင်ညီလေးနဲ့တိုင်းတွေ့ချင်ပါတယ်ဆိုပြီးတော့ဒါပြောရတဲ့လူတွေရောကျွန်တော်အမေရိကတို့ကိုရီးယားအဲ့လူတွေကျွန်တော်သူ့ရဲ့ဖုန်းနံပါတ်ကိုတိုင်းရိုက်ပေးနေတယ်ပေါ့နော်ဒီနေ့တော့ကျွန်တော်ဘကူစကိုင်းတောင်ရုံးမှာကျွန်တော်ဒီတဲနန်းတော်လေးစောက်ဖို့တဲ့လာကြည့်နေညီလေးတီလာပြီးတဲ့အချိန်မှာကျွန်တော်တို့သူ့အတွက်ပေါ့နော်ဆိုင်ကတစည်းလူပဲလူအတွက်ဒါရောက်ပြီးတော့ဒါအနံ့မေးတာနောက်အလူငွေလူပေးလူတွေရှိအဲ့တော့လာလူပေးတာဖြစ်ပါတယ်ဖြစ်ပြောချင်တာတော့ဒီညီလေးရဲ့ရိုးသားမှုကိုကျွန်တော်မြန်မာပြည်ရောတပြည်လုံးမှာရှိရရောတခြားကမ္ဘာလုံးမှာရှိတဲ့မြန်မာပြည်သူပြည်သားတွေအားလုံးဝိုင်းပြီးတော့သူ့ကိုဂုံပြုတ်ကြတာသူ့ရဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးကိုဂုံပြုတ်ပေးတဲ့အတွက်ကျွန်တော်တို့ဒီကနေ့ဒုတိယကြိမ်ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်အဲ့တော့အလူရှင်လူပေးတဲ့အလူငွေလေးညီလေးလူပေးမယ်ပြီးတော့ဆိုင်ငယ်လေးပါလာတယ်ဆိုင်ငယ်အခုကိုတို့ကမန္တလေးမှာမှားထားတဲ့သူတို့ညနေလောက်ပြီလာပို့တယ်ညီလေးနဲ့သူဖုန်းကုန်တယ်ရပါတယ်နော်အဲ့တော့ညီလေးပြီးတော့အလူငွေလေးလူပေးမယ်နော်အားလုံးကျွန်တော်အနေနဲ့တော့ဒီမှာအလူရှင်လူပေးတဲ့10သိန်းပေါ့နော်ဒါညီလေးအတွက်ကိုထပ်ပြီးတော့ပထမတစ်ခေါက်တော့တသိန်းပေါ့အခုက10သိန်းပေါ့ညီတော့ပထမတစ်ခေါက်တသိန်းလူလာတယ်ညီလေးဖြူစင်တဲ့စိတ်ဓာတ်လေးကိုတီကိုကိုကြီးတို့လူပေးရပါတော့ဒါတော့အခုအဲ့တဲ့ဝိုင်းလူလေးလူရှိတယ်ကျွန်တော်မလာနိုင်ဘူးဆိုပြီးတော့ညီလေးဒီတိုင်းဆက်သွယ်လူရှိတယ်ဒါတော့အခုကိုကြီးလာကနေမှာအဲ့လူပေးရလူရှိတယ်ဒါလေးလာလူပေးတာပေါ့နော်အဓိကပြောချင်တာတော့တချို့ line ပေါ်ဝေဖန်တာတွေရရှိတယ်ဒါပေမဲ့သူ့ရဲ့ရိုးသားတဲ့ဖြူစင်တဲ့နှလုံးသားလေးကိုကျွန်တော်တို့သိတယ်အဲ့တော့သူ့ကိုကျွန်တော်တို့ဘာတွေကိုလုပ်ပြီးကောင်းမလဲပေါ့နော်အဆိုရင်ဒီရေခဲချောင်းရောင်းနေတယ်ပဲပြီးသွားမလားအဲ့လိုမရဘူးသူအခုလက်ရှိသူ့ရဲ့ဆရာသမားအိမ်မှာနေရတယ်အဲ့တော့သူ့ကိုကျွန်တော်တို့အိမ်လေးတစ်လုံးဖန်တီးပေးရမယ်သူနေဖို့နောက်ဆုံးအိမ်ဝင်နိုင်ဘူးဆိုရင်တော့ကျိုးတော့ပါပေါ့နော်အခါနေနိုင်တဲ့နေနိုင်ရမယ်ပြီးတော့ကိုယ်တိုင်ရက်တည်နိုင်မဲ့စီးပွားရေးတစ်ခုလုပ်ရမယ်နောက်ဆုံးဒီရေခဲချောင်းနေသူတမျိုးလိုဖြန့်နေတာအဲ့ဒါဒီကသူ့ရဲ့ဆရာနဲ့ပူပေါင်းပြီးလုပ်နိုင်ရမယ်ပြီးတော့သူအိုးဝေတော်၎င်းဟုတ်တယ်မလားအိုးဝေတခုအိုးဝေမအောင်မလားအဲ့လိုမျိုးလေးပေါ့နော်ကိုပုံမှန်ဒီလေးဝင်ရမယ်လုပ်လေလုပ်မယ်ဒါပေမဲ့ pride တိုင်းလုပ်ရမယ်နော်အရင်ဆုံးတော့မှာကိုယ့်ရဲ့အလုပ်ကိုလုပ်မယ်ကိုလုပ်ပြီးတော့မှကိုအားတဲ့ချိန်မှာ pride လုပ်ပါအခုကြီးဆိုရင်ကိုယ့်ရဲ့ company လို့ကိုလုပ်တယ်ပြီးတော့ကို MC လုပ်တယ်ပြီးကိုယ့်ရဲ့စနေတနင်္ဂနွေတို့အားရရဲ့မျိုးမှာ pride လုပ်ကိုညီလေးကအခုကတကဘာလုံးကတနိုင်ငံလုံးကညီလေးကိုတည်ပါတယ်ဘာကြောင့်တည်ပါလဲရေခဲကြောင်းလေးကန်ပြီးတော့သူများတွေမောနေတဲ့အချိန်မှာအမောပြည်ရေခဲကြောင်းလေးလိုက်ကြည့်တာအဲ့ဒါညီလေးရဲ့ချွေးနေစာတွေရတဲ့ဥစ္စာတွေညီလေးကသူများကိုလိုက်ပြီးလှူတာအဲ့ဒါ pride အဲ့ညီလေးက pride အနေနဲ့လူသိတာတဲ့ pride ရေခဲကြောင်းမင်းသားလေးဖြစ်သွားတယ်အဲ့တော့ညီလေးရဲ့pride အကောင့်လေးတစ်ခုဖွင့်ပေးပါညီနော်သူဥပမာသူရေခဲကြောင်းလေးလူသိတဲ့အတွက်ညီလေးရဲ့ရေခဲကြောင်းလေး pride ဝေးရတဲ့ခေါင်းစဉ်ပေးခြင်းတယ်ကျွန်တော်သူ့ခေါင်းစဉ်လေးပေးခြင်းရေခဲကြောင်းလေး pride ပေါ့နော်အဲ့တော့မှကိုရှိုင်းဆိုနာမည်ထည့်လိုက်တယ်နော်ရေခဲကြောင်းလေး pride အဲ့လိုသွားနော်အဲ့မျိုးလေးခေါင်းစဉ်လုပ်ပါပြီးတော့ကိုလုပ်ပါကိုလုပ်ပြီးအားတဲ့အခြေလေးမှာ pride လုပ်ပါ pride ရတော့ကြောက်မလို့ပါနဲ့ညီလေးငယ်လေးရှိသေးတယ်ဟုတ်နော်ကိုရဲ့ကိုမိုင်လို့ကိုလုပ်ပါကြိုးစားပါဘာလိုအပ်တယ်ကိုတို့ပြောကိုတို့ဝိုင်းပြီးတော့တီထွေပြီးမယ်ကြံစပြီးမယ်ဝိုင်းပြီးတော့ပူပေါင်းပြီးတော့ညီလေးကိုဝိုင်းပြီးကုညီအဓိကညီလေးခုရက်တီဖို့အတွက်ကိုရဲ့နေရာတစ်ခုကိုရှာအိမ်တစ်ခုကိုဝယ်နိုင်အောင်ကြိုးစားမယ်အဲ့တော့လည်းဝိုင်းပြီးတော့ကိုတို့ပူပတ်ပေါ်ကြတာပေါ့နော်အိမ်လေးခြံလေးတုံးတော့ဖြစ်အောင်လုပ်မယ်ပြီးရင်ဘာနောက်ထပ်ဘာလုပ်မယ်ဘာလုပ်ချင်တာလဲကိုခေါင်းထဲမှာစဉ်းစားငါဒီလိုပဲဆက်လုပ်မှာလားဟုတ်တယ်မလားဒီလိုပဲဆက်လုပ်မှာလားဒါမှမဟုတ်ဒီနေ့တစ်ခုကဘာလုပ်မယ်ဥပမာအိုးဝေတော့၎င်းနော်ဆိုင်ငယ်ကရဲဆိုင်အိုးဝေတော့ကောင်းတော့အိုးဝေဒီတော့ဝယ်မယ်ဒီစကိုင်းမျိုးမှာဒီအိုးဝေဆွဲမယ်အဲ့လိုအားတဲ့ချိန်မှာ pride လုပ်မယ်ဒါပထမတစ်ချက်ပေါ့ဒုတိယတစ်ချက်ညီလေးဘာဝါသနာဘာလဲချက်ချင်းဒါမှတစ်ဆင့်တက်မလားဖုံးပြင်မလားဆိုင်ငယ်ပြင်မလားဘဝရဲ့တက်လန်းရှိဖို့တဲ့ကိုယ်ပိုင်ရက်တည်ဖို့အတွက်ကိုယ့်ရဲ့ originalအလုပ်တစ်ခုကိုအသက်မွေးကြောင်းပြင်ရတော့ရှိရမယ်။ဝေးတကယ်ကြီးလို့ဒါအခုကားဘော်ဒီလုပ်တယ်။သူအသက်မွေးကြောင်းပြင်ရရှိတယ်။ဒီနေ့ကဆိုင်ငယ်ပြင်မလား။နောက်တစ်ခုဖုံးပြင်မလား။အဲ့ဒါလည်းပြန်ထွက်အောင်။အားတဲ့ချိန်မှာရေခဲကြောင်းလိုက်လူမယ်။ရေခဲကြောင်းတော့ဘယ်လိုပြစ်ထားလို့မရဘူး။ဟုတ်နော်။အဲ့တော့ညီလေးပြန်စဉ်းစားမယ်။ညီလေးအတွက်ကိုဘဝရက်တီဖို့အတွက်ဖုံးပြင်တဲ့ဆိုင်တော်၎င်းဆိုင်ငယ်ပြင်တဲ့ဆိုင်တော်၎င်းကားပြင်တဲ့ဆိုင်တော်၎င်းအဲ့ဒီမှာအဲ့အသက်မွေးကြောင်းပြင်ရအောင်တင်ရတော့
အသက်မွေးကြောင်းပညာတင်ရင်လည်းဥပဖုံးဆိုင်ဖွင့်မလားနော်ဆိုင်ငယ်ပြင်ဆိုင်ဖွင့်မလားဒါမျိုးလေးစဉ်းစားပြီးတော့အရင်ဆုံးရက်တည်ရအဓိကကိုယ့်ရဲ့ဘဝရက်တည်ဖို့အတွက်စီးပွားရေးတစ်ခုခံခံမှာရအောင်လုပ်ရမယ်ဟုတ်ပြီနော်အဲ့ဒီအားတဲ့ချိန်မှာ price တက်လို့အကိုကြီးတို့ဘေးထဲမှာညီလေးမရှိနေဝင်းရနေမယ်ဖုန်းလေးတွေ Facebook account တွေဒီချာစနစ်ကြရလို့နော်အဲ့တော့ကျွန်တော်ညီလေးအတွက်ကျွန်တော်တို့ထူပေးမယ်ပေးလားပေးဒါဒီပတ်စံကညီလေးကိုပေးတာပြန်လူဖို့မဟုတ်ဘူးအပွင့်လေးပဲနော်ညီလေးကိုမေတ္တာချေးပေးတာဟုတ်တယ်နော်မေတ္တာပေးတဲ့တွေအားလုံးကညီလေးကဖြူစင်လှပနှလုံးသားလေးကိုတွေ့သွားတဲ့အတွက်ညီလေးကိုဒါလေးမေတ္တာချေးပေးတာညီလေးစိတ်ကြိုက်တုံးလို့ရဟုတ်ပြီနော်ကိုကြီးဘက်ဆိုခုနကဥစ္စာလေးစီဝိုင်းလို့နေဖို့ထိုင်ဖို့ဒါလေး try ရအောင်ဒါညီလေးစိတ်ကြိုက်တုံးရ10တင်ပေါ့နောက်ပြီးတော့နောက်ထပ်အမတယောက်လာရှိုးရတော့လာရှိုးဖွင့်ပါတိုင်းလို့လား ဟုတ်တယ်တာချီလေးက တာချီလေးမှာအဲ့ဒါညီလေးနဲ့ဆက်သွယ်ပြီးသွားပြီအဲ့ဒါဆိုင်ကတစည်းလေးပါပါတယ်ခင်ဗျာဒါဒီလေးအတွက်ဒီကနေ့ကျွန်တော်တို့ဂုဏ်ပြုပေးတာဖြစ်ပါတယ်အဲ့တော့ဒီညီလေးနဲ့အတူဒီကနေ့ကျွန်တော်တို့ဒီနေ့ဘိုးဘိုင်းတိုင်လူမယ်တခြားဓာတ်ကိုင်းတိုင်မှာတောက်လို့ပါမယ်ခင်ဗျာအတူညီလေးအတူပူပေါင်းပြီးတော့ကျွန်တော် price တိုင်တူလုပ်ပါအားလုံးကျေးဇူးတင်ပါတယ်ဒီမှာတက်တာပြတာ